2026ရောက်နေပြီ weight ချရမယ်ဆိုလို့ရှိရင်ဒါလေးတော့တည်ထားတဲ့တယ်။ trainer တိုင်းပြောနေတဲ့ calorie deficit မင်္ဂလာပါ chest ဖြစ်ပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်ကကားတိုက်စီးလို့ပါပဲကားမောင်းမှုစီလို့လို့ကျွန်တော်တို့တနေ့တာလှုပ်ရှားမှုအတွက်ကျွန်တော်တို့ခန္ဓာကိုယ်ကလည်းအသုံးပြုဖို့စွမ်းရည်လိုအပ်ပါတယ်ကားတစ်စီးနဲ့တစ်စီးကျွန်တော်တို့အင်ဂျီပါဝါမတူသလိုကျွန်တော်တို့လူတွေမှာလည်းတယောက်နဲ့တယောက် calorie ပမာဏလိုအပ်တာချင်းမတူပါဘူးကျွန်တော်တို့လိုအပ်တဲ့ calorie ကျွန်တော်တို့စွမ်းရည်နေတော့ကျွန်တော်အစားအစာကနေကျွန်တော်တို့ရရှိပါတယ်အဲ့ဒီမှာကျွန်တော်တို့စားလိုက်တဲ့ calorie ပမာဏကတနေ့တာလိုအပ်တာတဲ့ပိုသွားပြီးတော့ပိုသွားတဲ့ပမာဏကိုကျွန်တော်တို့အသုံးပြုဆိုလို့ရှိရင်ခန္ဓာကိုယ်ကအစီအနေနဲ့သိလိုက်မှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့ရဲ့အစီတွေတက် weight တွေတက်ဖြစ်လာတာဥပမာတနေ့ကို calorie 2000လိုအပ်တဲ့လူက2500စားနေပြီးတော့၄ချိန်ခန့်နဲ့မလုပ်ဘူးဆိုလို့ရှိရင်ကိုနေရဲ့900ကိုကျွန်တော်တို့ခန္ဓာကိုယ်ကသိမ်းလိုက်မှာဖြစ်ပါတယ်ဆိုတော့၄ချိန်ခန့်တစ်ခုလည်းလုပ်မယ် calorie ရဲ့ short စားမယ်ဆိုလို့ရှိရင်ဝေးချတာမခက်တော့ပါဘူး calorie deficit စားလုပ်မယ်ဆိုလို့ရှိရင်အများကြီးမတက်မ short ဖြစ်ပါနဲ့အနည်းဆုံး300လောက်ကနေ calorie ကို short ပြီးတော့စားကြည့်ပါအသားများများစားပြီးအသွေးရများများစားပြီးပါပြီးတော့တနိတာလှုပ်ရှားမှုကိုမြင့်တင်ပေးပါဂျင်ဆော့တာဖြစ်ဖြစ်လက်ရှော့ဖြစ်ဖြစ်လုပ်ပေးပါနောက်ပြီးကိုယ့်ရဲ့တနိတာ calorie ဘယ်လောက်လိုအပ်တယ်ဆိုတာကိုသိချင်လို့ရှိရင်နောက်ဗီဒီယိုလုပ်ပေးပါမယ် comment မှာ J လို့ရိုက်ခဲ့ပေးပါကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်